အရန်ကိုလောက်ရတာလွယ်ကူရိုးရှင်းတယ် handmade ပစ္စည်းလေးတစ်ခုလောက်ကြာပါမယ်လို့ဒီလိုမျိုးစာရွက်တစ်ဖိုင်လိုအပ်တယ်အဲ့ဒါကိုမှလိုလေးခောက်လိုက်ပါနော်ဒီရစနာခောက်ထားတာလေးအဲ့လိုလေးခောက်လိုက်ပါဆိုရှင်တော့ Yuki ပြချတဲ့ကြက်ချေကလေးတွေ့ရတယ်မလားအကြက်ချေကလေးပဲဒီမှာဒီညင်းလေးရှိရလေအညင်းလေးဘက်ကိုညှက်ထုတ်ပေးပါမယ်အဲ့လိုမျိုးကက်ကြီးတို့မှဟောအဲ့လိုမျိုးစာရွက်လေးနဲ့ပြီးရူလာလေးနဲ့ညှက်ထုတ်လို့ရတယ်ပေါ့နော်ဆိုညှက်ပါမယ်ဒီဗီဒီယိုကြတော့ပေါ့နော် Yuki ကလောကကဲကြီးညက်တဲ့အခန်းလေးတွေကိုလည်းမကြော်ဘူးပေါ့နော် Yuki ကလုံးတဲ့ဘယ်နှမိနစ်ကြာတော့ပေါ့နော်အဲ့ဒါလေးကိုလည်းသိချင်းဘယ်နှမိနစ်ကြာတော့တဲတဲလေးတို့လည်းရကျင်တာချစ်တဲ့အတွက်အဲ့လိုမျိုးဒီမှာပေါ့နော်ဒါဆိုရသွားပြီဒီလိုမျိုးလေးရတယ်တွေ့လားဒီကဆိုYuki လိုမျိုးတော့ဆောက်လို့ကြည်ရတယ်တော့ဒီရဆို21ဒေါင်းလိုက်21အလျားလိုက်လေး21ဖြစ်နေပြီမှာအကုန်လုံးတိုက်ကြည့်လိုက်ကြပင်နဲ့တစ်ခုလိုအပ်ပါတယ်ရှင်တိုင်းမဲ့အတကဆိုတော့အလဲဖွက်ကဲမဟုတ်တယ်21ကွက်တီပဲအဲ့21ဆိုလို့ရှိရင်30ကြော်လောက်သွားကြမယ်လေ21ဆို30ဟုတ်တယ်30ကြော်လောက်ကိုလိုက်ကွာဆိုပြီးတော့အမအဲ့လိုမျိုးညရလာတော့မသိဘူးအဲ့လိုမျိုးလေးလုံးလိုက်ပေါ့နော်ဒီတော့မညရပါဘူးဘာလို့လဲဆိုမသိရပါအဲ့လိုမျိုးလေးပုံသားပေးပေါ့နော်ဖွင့်လို့ဆိုဒီလိုမျိုးအလဲတက်ကိုလည်းအဲ့လိုလေးလုပ်ပေးလိုက်ပါမယ်အလဲကိုလည်းတီးကျင်တာဖြစ်တဲ့အတွက်တိုင်းပါမယ်အလဲကိုလည်းလေအလဲဆိုလည်း21ဆို30ကြော်ပေါ့ဒီလောက်လေဒီမှာဒါဆိုရင်အဲ့လိုမျိုးလေးကြောင်းပေါ့နော်ဒါဆိုကွက်တီပဲကွာဒီမှာ၄ဘက်ရလိမ့်မယ်အဲ့၄ဘက်တော့ရတယ်အကုန်လုံးတူပဲအဲ့ဒါတော့မှကိုတပိကန်လေးလိုက်ခောက်ပေးနိုင်မယ်လူမျိုးလေးအညင်းပေါ်မှာကွာအဲ့လိုမျိုးလေးခောက်ပေးရမှာပေါ့နော်တပိကန်ပုံစံလေးဒီလိုလေးပေါ့နော်အဲ့လိုလေးအညင်းပေါ်မှာကွက်တီခောက်ပေးပါမယ်ဒါဆိုလေးခုတော့တူဖြစ်သွားပြီပေါ့နော်ဒီမှာအဲ့လိုလေးခောက်ပြီးဆိုတော့ဒီဘက်ကိုပြန်လိုက်ပါရှင်အဲ့တဲ့လိုမျိုးကြည့်လိုက်ကွာအဲ့ဆိုလို့ရှိရင်ဆွမ်းနာထပိုးသိပ်သွားတယ်တွေ့လားအသေးသွားတာအဲ့လိုမျိုးဒီလိုမျိုးကြည့်တပိဒိုင်းမွန်းနဲ့တူတယ်ဒီမှာပေါ့နော်ဒီဟောက်ဆိုလဲဒီဘက်ကိုကျန်းလှန်မှာဘာမှဒီလိုမျိုးမခောက်ထားရှိတဲ့ဘက်ကိုလှန်ပြီးပေါ့နော်အဲ့ဒါကိုလဲဆွမ်းနာလိုပဲတိုင်းပါမယ်အဲ့ဒီဒါလဲ21လောက်ပဲပေါ့နော်ဟုတ်လားဘူးဒါ21I is it not 21 I think ဒါဆိုလို့ရှိရင်14 cm ခွန် mm ဆိုတော့ခွန် cm နဲ့6ခွန် cm 3 mm ခွန် cm 3 mm ကြော်လောက်လုပ်လိုက်မယ်အဲ့ဆိုအလဲကျပါဟုတ်တယ်အလဲကျလောက်ပါလားဆိုလို့ရှိရင်မှားတာပေါ့အဲ့လိုမျိုးကြတော့လေအဲ့ဒါကိုလည်းအလဲကိုလည်းတိုင်းလိုက်ပါအောင်အဲ့တင်ဒါလည်း15ဒသမနဲ့ဆိုလို့ရှိရင်တော့ဆိုင်းနေတယ်15ဆိုတော့ရှင်းပေါင်း16ခွန်မီလီမီတာခွန်စင်တီမီတာ5မီလီမီတာလောက်ဆိုထောက်8စင်တီကိုဒီလိုလေးလုပ်လိုက်ပေါ့နော်လုပ်ပြီးဆိုရင်တော့ဒီလေးဘက်ကွာဒီလိုမျိုးအချွန်လေးလေးဘက်ကိုကြပေးပါမယ်အဲ့ချွန်လေးတွေကိုကြလိုက်တယ်ပေါ့yo what's up ဒီမှာပါတဲ့အချိုလေးတွေကိုဒီဘက်အကွက်လေးတွေအဲ့လိုမျိုးခောက်ပေးလိုက်ပေါ့နော်ဆွမ်းနာလိုပါပဲ
video WhatsApp ဟုတ်ပါပြီအဲ့လိုမျိုးခောက်ပြီးပြီဆိုရင်တော့ဒီလိုလေးရလိမ့်မယ်ပေါ့နော်ဒီမှာတွေ့ရတယ်ညီမဆိုစုပါအဲ့လိုမျိုး8ကွက်ရှိရမယ်ဒီလိုမျိုးလေးရေးလိုက်ပေါ့နော်ဒီမှာဆို1ကွက်2ကွက်3ကွက်4ကွက်အဲ့လိုလေး8ကွက်ရှိရမယ်အဲ့ဒီ yes 8ကွက်ဆိုတာဒီလိုမျိုး2ကွက်ဘူးလေးမဟုတ်တော့ဒီမှာဒီလိုမျိုးလေး1ကွက်2ကွက်မဆိုင်ရလေးထားထားအဲ့လိုမျိုးရပြီဆိုရင်တော့ဒီဘက်ကိုကြည့်လိုက်ပါဒီမှာတွေ့လားအဲ့မှာအယောင်တို့မအယောင်လေးခြေလိုက်ပဲပေါ့နော်အယောင်ခြေပါမယ်အယောင်တော့ယူကြရမခြေတော့ဘူးအနီရောင်ပါကြီးပဲရေးလိုက်ပါမယ်အနီအပန်ခရမ်းအစိမ်းလေးရတော့ညံ့ညံ့လေးရေးလိုက်ပါတယ်ဒီမျိုးလေးရေးပြီးဆိုရင်တော့ဒီဘက်မှာကိုယ့်ရဲ့စာလေးတွေရေးပါမယ်အဲ့လိုမျိုး8ကွက်ပေါ့နော်1ကွက်2ကွက်ဒီမှာ1ကွက်ဒီမှာ1ကွက်ရေးမယ်ဒီမှာ1ကွက်ရေးမယ်ဒီမှာအဲ့လိုလေးလုပ်မယ်ကွာအဲ့လိုယူကြရမီကြတော့ရှေ့မှာကြောက်လို့လေကိုတော့ရှေ့နေပြီ6မိနစ်ကျော်နေပြီအဲ့ဒါလေးတွေကိုဒီအလဲမှာခောက်မယ်ပေါ့နော်ခဏတည်ရမလားအဲ့လိုမျိုးလေးဒီမှာဆို2ကွက်ခောက်မယ်ဒီမှာဆိုဒီလို1ကွက်လေးကိုအဲ့လိုမျိုးရက်ခောက်လိုက်ပါမယ်ရတော့ပြီအဲ့ဆိုလို့ရရှိရင်တော့ဒီလမ်းလေးတွေကိုအဲ့လိုလေးထိုးလိုက်ပေါ့နော် yes I did ဒီမှာဒါဆိုရင်တော့ဒီမှာဒီအဲ့လိုလေးကွာတင်လာကွာအဲ့လိုမျိုးအပန်းလို့ပြောလို့ရှိရင်အပန်းဘယ်နှစ်ချက်လဲ10ချက်ဆိုလို့ရှိရင်1 2 3 4 5 6 7 8 9 10ဆို10ချက်ကအပန်းမှာပါလဲမင်းကိုလေးတွေရေးရပါဘောနော်အဲ့လိုမဲ့9မိနစ်လည်းရှိနေပြီဆိုတော့ bye bye guys